အိမ်တော်တစ်ခုခိုင်ခန့်ဖို့ရန်အတွက်သင်ရှောင်ရမယ့်အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့လွယ်လွယ်လေးနဲ့ပြောရမယ်ဆိုရင်နငယ်6လုံးကိုရှောင်ရမယ်နာနိုင်နှစ်နိုင်နောက်ဆိုတဲ့အရာဖြစ်တယ်အဲ့ဒီနာနိုင်နှစ်နိုင်နောက်ကိုရသွားပြီဆိုရင်အိမ်တော်တွေအတွက်တတိထားပြီးရှောင်ဖို့ရန်အတွက်ကောင်းကြီးမင်္ဂလာဖြစ်လာလိမ့်မယ်ပထမတစ်ခုနာဆိုတဲ့အရာကနားလည်မှုမပေးနိုင်ခြင်းတွေကိုရှောင်ရမယ်အိမ်တော်တစ်ခုကိုတီထောင်တဲ့အခါမှာငါမှန်တယ်ငါလုပ်တာဟုတ်တယ်ငါပြောတာပဲဖြစ်ရမယ်ငါသဘောငါစိတ်ဆိုတဲ့အရာနဲ့ဖြစ်လာပြီဆိုရင်အပေးယူမတည့်တော့ဘူးဆိုရင်အဲ့ဒီအိမ်တော်ကပြိုကွဲဖို့အရန်လွယ်တယ်ငွေကြေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်လူမှုရေးပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်အတိုင်းဝိုင်းကြားမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နားလည်မှုရှိရတယ်ဒါကြောင့်အိမ်တော်ရေးတာ၍ခိုင်မြဲခြင်းနဲ့ဆိုရင်တယောက်နဲ့တယောက်နားလည်မှုပေးထပ်ဖို့ရန်အတွက်အဖက်ဖက်မှာလိုအပ်ပါတယ်နားပြီးတဲ့အခါမှာနိုင်အနိုင်ထက်ပြုတ်ခြင်းတွေကိုရှောင်ရပါမယ်တချို့သောသူတွေကအရက်သေးစာတောက်စားတဲ့အခါမှာသွေးဆိုးတယ်သွေးဆိုးတဲ့အခါမှာလက်ချေပါလာတယ်ဆိုဇနီးတွေကကြာလာတဲ့အခါမှာအိမ်တွင်းမှာပြဿနာဖြစ်ရင်းနဲ့မှလက်ချေပါတော့အသားနာတော့အိမ်ကထွက်ပြေးခြင်းကိုဆိုတော့သွေးဆိုးတဲ့အရာတွေပေါ့နိုင်ထက်ဆင်းရင်းပြုတဲ့အရာတွေတချို့သောသူတွေကလည်းဒေါသအလိုလျောက်ထွက်တယ်နည်းနည်းလေးဒေါသထွက်ပြီးဆိုရင်မျက်နှာထိုးလိုက်ရမှခြေထောက်နဲ့ကန်လိုက်ရမှအဲ့လိုမှမဟုတ်ဘူးဆိုရင်နံရံကိုလက်သီးနဲ့ထိုးလိုက်ရမှခြေနဲ့တက်တဲ့အမျိုးသားအမျိုးသမီးတွေရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုပြဿနာဖြစ်ပြီးဆိုရင်အကောင်းဆုံးကတော့တိတ်ဆိတ်စွာနေလိုက်တာအကောင်းဆုံးပဲဘလောက်ပဲကိုမှန်နေပါစေပြဿနာကိုမဖြေရှင်းဘဲနဲ့တိတ်ဆိတ်နေလိုက်ပြီးတယောက်နဲ့တယောက်အေးသွားပြီးဆိုမှအဲ့ဒီပြဿနာရဲ့အရင်းမြစ်ကိုနားလည်အောင်ရှင်းပြတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်အနိုင်ထက်ပြုခြင်းအနိုင်ထက်စီးနှင်းမှုလက်ချေပါခြင်းတွေကိုရှောင်ရပါတယ်နားနိုင်နောက်နှစ်ကပါလဲဆိုတော့နှစ်ဖက်မိဘဖြစ်တယ်ဆိုတော့ကျွန်တော်တို့အိမ်အောင်တစ်ခုကိုတီထောင်ပြီးဆိုရင်သူ့ဘက်နဲ့ကိုယ်ဘက်မိဘတွေရှိပါတယ်ဒါကငါသားဇနီးတွေကိုနေယူတဲ့အခါကျရင်နိုင်အောင်ဖိထားနော်နှုတ်မဟုတ်ရင်နင့်ဇနီးတွေကနင့်ကိုအနိုင်ကျင့်လိမ့်မယ်သမီးလေးလည်းကြောင့်သမီးနင့်ခင်မွန်းတဲ့ကိုနိုင်အောင်လှုပ်ထားနော်နောက်ဆိုရင်နင့်ရှုံးလိမ့်မယ်နင့်ခံရလိမ့်မယ်ဆိုတော့နှစ်ဖက်မိဘတွေဝင်မပါတာကောင်းပါတယ်ဒါကြောင့်နော်ဇနီးမောင်နှံမှာဆိုလဲနှစ်ဖက်မိဘတွေရှိကြပါတယ်ပြဿနာဖြစ်လာပြီးဆိုရင်နှစ်ဖက်မိဘကဝင်ပါတာမျိုးမဟုတ်ဘဲနဲ့သူတို့ပါသူတို့နားလည်မှုဖြည့်ရှင်းဖို့ရန်အတွက်ဖြစ်တယ်ဒီနှစ်ဖက်မိဘတွေကနေပြီးတော့သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပံ့ပိုးပေးဖို့ဖြစ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်သွားရင်ဖွင့်တဲ့အခါမှာငါသမီးကိုဒီလိုပြောရလေချင်းဆိုပြီးတော့ဘာဖြစ်တတ်လဲဆိုတော့ဘိုးဘက်ကချစ်သွားပြီဒါပေမဲ့မိဘကမပြီးနိုင်တော့ဘူးဖြစ်လာတယ်ဒါကြောင့်နှစ်ဖက်မိဘရဲ့နော်ဝင်ပါလာမဲ့အရာတွေကိုလည်းရှောင်ရှားတတ်ဖို့လိုအပ်တယ်နောက်တစ်ခုနှစ်ကပါလဲဆိုတော့နားနိုင်နှစ်နောက်တစ်ခုနှစ်ကပါလဲဆိုတော့သူကနှစ်ယောက်ပြိုင်ထားတာဖြစ်တယ်တခါတည်းကိုယ့်ရဲ့ဇနီးတွေကအသက်ကြီးလာလို့မလှတော့ဘူးဆိုရင်လှတဲ့အမျိုးသမီးတွေကိုအမျိုးသားတွေကကြိတ်တတ်တယ်အ ਨੇ ဆုံးကတော့လေပြန်ကြိတ်တတ်တယ်ဆိုတော့အဲ့ဒီလိုမျိုးနှစ်ယောက်ပြိုင်ထားတဲ့အရာဖောက်ပြန်တဲ့အရာတွေကအိမ်တော်မိသားစုမှာလောကမှာဖြစ်ပျက်နေတဲ့အရာတွေများစွာကြားရပါတယ်ဒါကြောင့်အခုခေတ်ဆိုရင်အမျိုးသားကြီးပဲဖောက်ပြန်တာမဟုတ်ဘဲနဲ့အမျိုးသမီးတွေပါဖောက်ပြန်မှုတွေ့ရတယ်ဒါကြောင့်ကိုယ့်ရဲ့ဇနီးတွေကဘလို့ပဲဖြစ်နေပါစေဖောက်ပြန်ခြင်းကိုမလုပ်ဘဲနဲ့ယုံကြည်သူသည်သူကစာချုပ် contract ပေါ်မှာလုပ်တာမဟုတ်ဘဲနဲ့ covenant ဒီဟုသောပဋိညာဉ်အပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တသက်တာလုံးတက်တန်းကုန်သွားတယ်ဆိုတာမရှိဘူးထာဝရခိုင်မြဲဖို့ရန်အတွက်သူကတယောက်နဲ့တယောက်သစ္စာရှိဖို့ရန်အတွက်လိုအပ်ပါတယ်နားနိုင်နှစ်နိုင်ကပါလဲဆိုတော့ကိုယ့်ရဲ့ဇနီးခင်မုန်းတဲ့ကိုသူတစ်ပါးနဲ့နှိုင်းရှင်တာဖြစ်တယ်နှိုင်းရှင်မှုကိုမလုပ်ပါနဲ့ခင်မုန်းတဲ့ကိုတခြားအမျိုးသားနဲ့နှိုင်းရှင်နေဆိုရင်ကြာလာရင်အဲ့ဒီခင်မုန်းတဲ့ကအရေးအချင်းတစ်ဖြည်းဖြည်းကြာလာလိမ့်မယ်ဇနီးတဲ့ကိုလည်းတခြားသူနဲ့အမြဲတမ်းနှိုင်းပြီးတော့ကြည်ပါလားသူတို့ကဝင်ငွေဒီလောက်ရတာနင်ကဒီလောက်မရှာနိုင်ဘူးလို့နှိုင်းလာပြီးဆိုရင်နှိုင်းရှင်မှုများလာလေခင်မုန်းတဲ့ကလူတော်တိုးဖို့လန့်လာလေပဲဒါကြောင့်နှိုင်းရှင်တဲ့အရာတွေကိုရှောင်ရှားတတ်ဖို့လိုအပ်ပါတယ်နားနိုင်နှစ်နိုင်နောက်ကပါလဲဆိုတော့နောက်ဆုံးတစ်ခုကတော့နောက်ကျောင်းဖော်ခြင်းပဲ
အတိတ်နဲ့သက်ဆိုင်တဲ့အရာတွေကိုလုံးဝမတူဆွပါနဲ့နေအရင်ကမင်္ဂလိချောချောလေးထားခဲ့တယ်လေအခုတော့အဲ့မင်္ဂလိလောက်တောင်ငါ့ကိုမချစ်ဘူးလားဆိုပြီးတော့နှိုင်းရှင်တဲ့အရာအတိတ်ကိုပြန်ပြီးတူးဖော်လေးလေးတယောက်နဲ့တယောက်စကားများတာပိုကြုံရလေလေပဲဒါကြောင့်အိမ်တော်တဲ့မိသားစုများတင်းရဲ့အသက်တာထဲမှာနားနိုင်နှစ်နိုင်နောက်ဆိုတဲ့အရာလေးတွေနဲ့ကြုံလာပြီးဆိုရင်တတိထားဆင်ခြင်မယ်ဆိုရင်တင်းရဲ့အိမ်တော်ကဒီຢာတွေနဲ့ကင်းဝေးပြီးတော့တာယာပျော်ရွှင်ပွဲကောင်းတဲ့အိမ်တော်မိသားစုဖြစ်လာပါလိမ့်မယ်အရောက်တိုင်းပေါ်ဖခင်ကောင်းကြီးရှိပါစေ